အားလုံးပဲမင်္ဂလာပါရှင်စောစောမြန်မာ channel မှာကြိုဆိုပါရစေတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့တိုက်ဆက်များလိုက်နာထိန်းသိမ်းရမယ့်သတိထားစရာအချက်များအကြောင်းပဲဖြစ်ပါတယ်တိုက်ဆက်များမိမိကိုယ်ကိုတကိုယ်ရည်တန့်ရှင်းမှုအမြဲထားရပါမယ်ဦးခေါင်းကိုဖုံးချက်တည်တိုးစေပါတယ်ခြေထောက်ကိုမတန့်သောနေရာကိုမသွားရမနှင်းရပါမိမိရဲ့နှုတ်ဝက်စည်းကိုတတိနဲ့ထိန်းပါအနွယ်မြင့်တဲ့အဆက်တွေကနှုတ်ချမ်းအချမ်းကိုမကြိုက်ပါဘူးစကားပြောမကြမ်းတမ်းရဘူးစိတ်ထားနူးညံ့သိမ်မွေ့ပါရင်ကျေးပါတတ်နိုင်သမျှနေ့စဉ်အစိတ်နှကန်အလှကုသိုလ်လုပ်ပါဘာသာရေးမမေ့ပါနဲ့မပေါ့ဆပါနဲ့မိမိရဲ့တက်တန်းကိုအတိအကျမသိသေးပဲသက်ဆိုင်ရာကျွမ်းကျင်သူဆရာသမားတွေသီလသမာဓိရှိသောဆရာတော်ကြီးတွေမှတက်တန်းတိုးဝဲမလုပ်ပေးရသေးပဲခွင့်မတောင်းရသေးပဲရေလန်းခရီးတိုက်ပေါင်းစုံကြီးဒေဆွမာတောင်တော်မိမိတို့နေရာဒီပဲအနိုင်တိုက်နန်းတိုက်ဖျားသမိုင်းဝင်ရှိဟောင်းနယ်မြေတွေနဲ့တိုက်နယ်မြေတွေကိုလုံးဝမသွားပါနဲ့ရေးကြီးကိစ္စတွေရှင်ပြိုင်တိုက်ခိုက်ရခြင်းတွေဆုံးဖြတ်ချက်ချရမယ့်နေ့တွေခရီးသွားတဲ့အခါမျိုးမှာငကားအနွယ်များအစိမ်းရောင်ဝမ်းဆက်ရက်ခဆက်များအနီရောင်ဝမ်းဆက်အခြားတိုက်များအနက်ရောင်ဝတ်စားသွားလာခြင်းကိုအထူးရှောင်ကျဉ်ရပါမယ်အိမ်မက်ထဲမမောစရာတွေပျော်ပါစရာတွေစိတ်ဝင်စားစရာတွေပြပြီးခေါ်တော့မလိုက်ပါမိဖို့သတိပြုရပါမယ်မိန်းကလေးများ16 19 18မှစ၍သတိပေးထူးခြားမှုတွေပြတတ်ပါတယ်ယောက်ျားလေးများကတော့အိမ်နောက်ပြုကန်နေမှာအတိတ်နမိတ်ပြတတ်ပါတယ်သို့တော့တချို့တိုက်ဆက်အနွယ်ကြီးသူတွေဘဝတိုက်ဆက်ပဋ္ဌာန်းဆက်များသူတွေမြင့်သူတွေကတော့သူတို့ပဋ္ဌာန်းဆက်အနွယ်မှအရွယ်စောပြီးပြတတ်ကြပါတယ်ခရနစ်ရှနှစ်မှာအိမ်မက်ထူဆန်တာနေရာပြောတာချဲတီကနန်းပေးတာလှူခိုင်းတာလာပြေးလာကွယ်မှာအဆောက်တွေလာတတ်တယ်လို့မြင်အောင်လဲပြတတ်ပါတယ်ကြည်လင်သောရေမြင့်ရေကန်ရေချောင်းရေရေတွင်းပြက်ရေကန်ပြက်အားလုံးကိုရှောင်ရင်တော့အကောင်းဆုံးပါပဲတချို့တက်တန်းပြေကန်ဒီမှာမွေတွေအိမ်မက်ထဲရောအပြင်မှာရောတွေ့တက်ရောက်လာတတ်ပါတယ်နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေဘုရားရစရာများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပေးရစီ